အမေသူနေဖေအိမ်မှာသွေးရနေနေမြပြန်လာအောင်ဟုတ်လားအေးခဏလေးတကယ်ကြီးငါအိမ်ခဏပြန်လာအောင်မယ်မောင်လေးအဖေကဘယ်လိုဖြစ်တာလဲမောင်လေးလည်းကျောင်းကပြန်ရောက်ချင်းအဖေချောင်းစိုးတန်နေကြလို့အိမ်ကနေထွက်ကြည့်လိုက်တာဖေချောင်းစိုးကသွေးပါပါတယ်မရနောက်ပြီးစီစီအကြီးပြောရတာတော့ဖေယောဂချင်းနေရတော်တော်ဆိုးနေပြီရဲ့ဈေးရုံမှာတက်ကူမှဖြစ်မယ်တဲ့အဲ့ဒါမှမဟုတ်ရင်အဲ့တော့မဟုတ်ရင်ဘာဖြစ်လဲငါရင်းနေပို့လိုက်တာပြောပါဟဲ့ဘာဖြစ်လဲဇောက်ကဒီလိုတွေ့ထက်အိမ်အသက်ပါဆုံးချိုးရမယ်တဲ့အမရဲ့လို့ပေါ့ဒုက္ခပါပဲစီအောင်တက်ကိုပတ်စံအများကြီးကုန်ပါအမားတို့မှာတနေ့တော့တနေ့စားဆိုတော့ပတ်စံဘယ်ရမှာတော့ကျမရဲ့အိမ်ငယ်အစ်စ်ပါရှင်ဒီအိမ်ငယ်လေးကိုလေကျမအပေါင်သဘောမျိုးနဲ့ထားပြရစီကျမအရေးတကြီးပတ်စံလုပ်နေလို့ပါကိုမိုးတွေကျမကိုကူညီပါနော်အေးနေကဘယ်လောက်လိုတာမဟုတ်30လဲပါဟာ30ဟောလားနေကနေကြီးတော့လဲစုပ်ရီစုပ်ပြက်နေ10သိန်းပဲရမှာနေ3ရက်ကျော်တွင်းမှာလာရွေးမရွေးလို့ရှိရင်နေအိမ်ငယ်ရဆုံးနော်နေအစိပ်ပြေးလဲထားခဲ့စင်မပြေးဆိုတော့နေအိမ်ငယ်ယူတော့နေပြန်တော့ငါလည်းအလုပ်ရှိသေးတယ်ကျမစင်ပြေပါလေအေးကောင်းပြီစင်ပြေရတယ်ရောက်10သိန်းဟာဒီပတ်စံနဲ့ငါ့ဖေကိုစိတ်ကူဖို့မလောက်ဘူးငါဘယ်လိုလုပ်ရပါမလဲဟဲ့ဒီနေ့မေးသူဒီနေ့မှဘာလုပ်နေရလဲဟာဟဲ့တကယ်ချင်းမျိုးကိုနင်းတွေ့ရတဲ့တော့ပဲငါ့ဖေစိတ်ကူဖို့ငါပတ်စံအယူကြီးလိုနေလို့ငါပတ်စံလေးနည်းနည်းလောက်ချီးပါလား sorry ပါတကယ်ချင်းငါးနှစ်ကိုရင်ကြမှာလဲဟာဒါပေမဲ့ငါမနေ့ကမှဆိုင်ငယ်ကိုလိုက်လို့ငါလည်းပတ်စံမရှိတော့ဘူးဟာငါ့ဖေစိတ်ကူဖို့ကလည်း30ကျော်လောက်ကုန်မှာငါလက်ထဲမှာလည်း10သိန်းလောက်ပဲရှိရယ်ငါဘယ်လိုလုပ်အောင်မသိဘူးဟဲ့ငါမှအစီအစဉ်တစ်ခုရှိရယ်နေလုံးမလားအေးဘာများလဲဘာများလဲဆိုတော့ငါတို့ခုဆော့နေတဲ့ online game တစ်ခုရှိတယ်ဟာအာ game ထဲမှာနေဒီပတ်စံထည့်ပြီးဆော့လိုက်မယ်ဆိုရင်300ဆိုလဲဟုတ်တယ်300ဆိုလဲဟုတ်တယ်ဟာခဏလေးနဲ့ရမှာနော်ငါတို့ကမနေ့က game နိုင်လို့ဆိုင်ငယ်ကိုလိုက်တာဟာအားသငယ်ချင်းတွေဆော့နေတာဟာအကုန်လုံးအဆင်ပြေတယ်နေစိတ်ဝင်စားရင်လုပ်လိုက်လို့ရတယ်ဖြစ်ပါမလားဖြစ်တာဗောနေဒီ10သိန်းနဲ့ရင်းလိုက်မယ်ဆိုရင်30ဆိုလဲဟုတ်တယ်300ဆိုလဲဟုတ်တယ်အားကြရင်နေဖေကိုနေစိတ်ကူးလို့ရပြီလေဟာတကယ်ရတာနော်ငါတို့ဆော့နေကြဆော့ကြည့်မယ်ဟာဒါမှကြေးမြင့်ပြီးဆော့တယ်ဟာနေကြတဲ့ကြေးမြင့်ပြီးဆော့လို့ရတယ်ဒါလေးနှိပ်ပြီးတော့ဆော့ရုံပဲဟာလွယ်လွယ်လေးမကြည့်ဆော့ပြမယ်ဟာ10သိန်းတော့ပေါက်လေကျန်နေရင်10သိန်းနဲ့ဆို30အောင်ဖြစ်သွားပြီဗျခဏလေးသွင်းပါကျန်အဲ့ဆိုထုတ်လိုက်တော့လေငါ့ဖေစိတ်ကူးလို့ရပြီဟောနေကပေးနေတုံထက်ဆော့ရမှာနေ300ဆိုလဲဟုတ်တယ်နော်နေရလေအေးငါထပ်ဖမ်းပေးမယ်ပေးဦးဟာငါကြေးမြင့်လိုက်မှာနော်ဟာကုန်သွားပြီဟာပေးမလားပေးမလားနှိမ့်လိုက်တာပြန်စားသွားပြီအဲ့ဆိုငါပတ်ဆက်10သိန်းရောမရှိတော့ဘူးပေါ့မရှိတော့ကုန်ပြီလေနေမြင်ပဲငါလည်းနိုင်မလားဆိုစော့ပေးတာပဲငါဘိုးကတော့ပြတ်ပါပြီအဲ့ဒီပတ်ဆက်10သိန်းတော့ငါအင်္ဂရပေါင်လာတာဟာငါဖေစိတ်ကူဖို့အခုငါမှဘာမှမရှိတော့ငါဘယ်လိုလုပ်ရမလဲငါလည်းမသိဘူးလေနိုင်မလားဆိုစော့ပေးတာပဲဒါတော့နင်းကန်ပဲငါသွားတော့မယ်ဟာဘာပြန်လာပြီလားဒီမှာအဖေကိုစိတ်ကူဖို့တာပတ်စံနေရှာလာတယ်နေဒီပတ်စံနေပြန်ရလာလဲဒါအလုပ်လုပ်ပြီးရှာထားတာပါဟုတ်ကောင်းလို့လားဟာမလည်းအဲ့လိုက်မေးနေတယ်အဖေကကျမ်းမကြီးကူဖို့ကအဓိကပဲတော့မှတော်လိုက်အောင်မယ်ငါဒီပတ်စံ10သိန်းနဲ့ဒါနဲ့ဆိုငါဖေစိတ်ကူလို့စင်ပြေမှာအခုငါခိန်းဆော့လိုက်ရဒီ9သိန်းနဲ့ငါဘာလုပ်လို့ရမှာတော့မျိုးကိုပြောသွားတာ तू ကရှုံးပေးထပ်ပေးတယ်တဲ့ဒီ9သိန်းကခိန်းဆော့မယ်ဟာထပ်ပွားကြည့်မယ်9သိန်းနဲ့တော့ပွားလိုက်အောင်ငါပတ်စံပြန်ရအောင်လို့နည်းနည်းရလဲငါထုတ်မယ်ဟာပေးပါဟာतो पीने भी हुआ हाँ तो आप अभी ना पसंद नहीं करूँगी आप लोग हम ले सब कहीं आले बेहू मैं बेहू
ငါပတ်စံမကောင်းဘူး အမရေဒီမှာဖေးသွေးတွေအနေလို့လာကြည့်ပါဦး ဟာအေးလာဗျာအဖေရလာဖေအဖေသမီးကိုခွန်းလာပြီလားအဖေကိုသမီးစေးမလို့ပေးနိုင်လား ဖေးမိုင်းဖေးရှိရလား အဖေသမီးစေးမလို့ပေးနိုင်လား အေးချင်းတို့ဆက်တော့ထွက်လာခဲ့ပါဦး ကိုတော့ဘာကိစ္စရှိလို့လဲမသိဘူး မင်းတို့ပြောသူလား ဟုတ်တယ်ကိုကြီးသိကြလားဟုတ်သိကြတယ်ကိုကြီးသိကြရနော်ဟုတ်သိကြအေးဖမ်းတော့ဆို နေပေါင်းကျမမောင်တို့ဘာလို့ဖမ်းမှာတော့ နင်းမောင်လေးကသူတို့နှစ်ယောက်ကြီးကပတ်စံရောလူသွားတယ်အဲကြောင့်ငါတို့လာဖမ်းတာ မောင်လေးနေတော့အဲ့ပတ်စံနေလောက်ပြီးရလာဆို မောင်လေးလေးကြံမိတယ်ကြံလိုက်တာပါအမရဲ့ ကြားတယ်ခွာရစကန်ရောက် ကျ မှ မ ရှင်း မောင်တို့မဖမ်းပါနဲ့နော် ဖမ်းရ ကျမမောင်တို့မဖမ်းကြပါနဲ့ကျမမောင်တို့မဖမ်းကြပါနဲ့မောင်လေးအမေမောင်လေး ဟာမေသူထွက်ခဲ့သားမောင်ဟာဒီပါနင်းပေါင်လာတဲ့စာချုပ်3ရက်ကပြည့်သွားပြီနင်းတို့အိမ်မွားဆင်းပြီးတော့ ကိုမို့တဲ့ကျမဖေနိုင်လေးရှိလို့ကျမကိုတပတ်လောက်တော့စောင့်မောင်နော်ကျမမောင်လေးကလည်းထောင်ကြနေလို့ပါ အဲ့ဒါကနင်းတို့အလုံးဒီလိုညနေဆင်းပေးရမှာညနေမဆင်းပေးလို့ရင်ငါတက်ဆက်ရတဲ့စကားပြောမယ်ဟာ မလုပ်ပါနဲ့ကိုမို့တဲ့ကျမတောင်းမှလည်းကျမဖေနိုင်လေးရှိလို့ပါ မရဘူးဟာ အမေမောင်လေးအမေဂိမ်းနိုင်တာငါမှပတ်စံနေများရှိတာပဲငါဖေကိုစေးကူးလို့ရတယ်ငါမောင်လေးကိုလည်းငါသွားခေါ်လို့ရတယ်ငါမှပတ်စံနေများရှိတာဟုတ်တယ်ငါမှပတ်စံနေများရှိတာငါဖေကစေးကူးလို့ရပြီဟုတ်တယ်ငါဂိမ်းနိုင်တာပတ်စံနေများရှိငါဖေ ကြုံမလာတဲ့